အားလုံးပဲမင်္ဂလာပါကျွန်တော်35မှတ်တိုင်ယူမီကမိုဘိုင်းကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမှာပေါ့နော်ကျွန်တော်တို့ဒီကိုယ့်လက်ထဲမှာပတ်စံလေး4သိန်းခွဲလောက်ပဲရှိတယ်အဲ့ဒါအောင်မှာကျွန်တော်တို့ဒီကင်မရာကောင်းကောင်းလေးဂိမ်းလေးဆော့ကျင်တဲ့သူတွေဆိုတဲ့အတွက်ပေါ့နော်ဒါ4သိန်းခွဲဝန်းကျင်မှာအရွေးတင်ဆုံးဖုန်းလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်လက်ထဲမှာပတ်စံလေး4သိန်းခွဲလောက်ပဲ brother တို့အနေနဲ့ရှိမယ်ဆိုလို့ရှိရင်ဘာမှမတွေးနေနဲ့ brother တို့ဒီဖုန်းလေးတောင်ဝယ်လိုက် Redmi ရဲ့ Note 12 5G Redmi Note 12 5G အဲ့ဒါမှ RAM 6 memory 128GB ဒါမှဈေးလေးက4,5900ပဲကြာမယ် brother တို့အနေနဲ့ကင်မရာဘိုင်းမဲ့သုံးမသုံးပြောရလို့ရှိရင် game ဆော့တဲ့ဘိုင်းမဲ့သုံးတော့ကြာရသုံးလို့ရတယ် brother တို့ညာ global လည်းချိန်ပေးထားပြီးသားမှန်ကလည်း AMOLED မှန်တာအဲ့ဒါမှ120 Hz နဲ့ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကကင်မရာဆိုလို့ရှိရင်လည်းကျွန်တော်တို့48 megapixel နဲ့ဖြုတ်ရမယ်နောက်တစ်ခုကဒါ4သိန်းခွဲနဲ့ ultra wide ဘက်တစ်ခါထည့်ပေးထားသေးတယ်နော်ဘယ်တွင်ပြ9000အသွင်းတာ33 W နဲ့အဲ့တော့မှအသစ်ဘူးပါခင်အဲ့တော့မှဈေးနှုန်းက4,5900ပဲကြာမယ်ဒီဖုန်းလေးကိုဝယ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့35မှတ်တိုင် Unity Mobile မှာ live ဝယ်လို့ရပါတယ်နော်ဖုန်းဆက်ပြီးမှယူချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းနံပါတ်399254923953ကိုဆက်သွယ်ပြီးမှနိုင်ပါတယ်နော်